နေပြည်တော်အကျဉ်းထံမှပြည်ထန်ကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941ပုံမှခွဲ1အရ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထန်များကိုတတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့မြန်မာနိုင်ငံလောကမှာလူပြောအများဆုံးဖြစ်နေတဲ့သတင်းကတော့အကျဉ်းချခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုနေအကျဉ်းသို့ပြောင်းရွှေ့လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနဘက်ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးထူးထူးခြားခြားမှတ်ချက်ပေးလာတာတွေရှိနေပါတယ်။အဲဒီအခြေအနေတွေကဘာကိုဆိုလိုတာလဲ။ဒေါ်အောင်ဆန်းစုကြည်တကယ်ပဲကြမ်းကြမ်းမာမာရှိရလားဆိုတာကိုအနှစ်ချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ဧပြီလ30ရက်နေ့မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ကနေဒေါ်အောင်ဆန်းစုကြည်ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ941အရကြံရှိနေတဲ့ပြည်ထန်တွေကိုတတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံမှုပြောင်းလဲသတ်မှတ်လိုက်ကြောင်းကြေညာတော့ပါတယ်။ဒါမဲ့ဒီနေရာမှာမေးခွန်းထုတ်စရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့တတ်မှတ်ထားတဲ့နေအိမ်ဆိုတာဘယ်နေရာကိုဆိုလိုတာလဲဆိုတာအတိအကျဖော်ပြထားခြင်းမရှိပါဘူး။အာဏာသိမ်းပြီးကတည်းကဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာထိန်းသိမ်းထားလဲဆိုတာလှုပ်ဝက်ထားခဲ့တဲ့အတွက်အခုပြောင်းရွှေ့လိုက်တဲ့နေရာဟာသူမရဲ့ငကုံနေအိမ်ဖြစ်တဲ့ချမ်းမတ်54တက္ကသိုလ်ရိပ်သာလန်လာဒါမှမဟုတ်တခြားနေရာတစ်ခုလားဆိုတာကတော့အခုထိမသိရသေးပါဘူး။တစ်ချိန်တည်းမှာပဲဘီဂျင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းကဒေါ်အောင်ဆန်းစုကြည်ကိုတရုတ်ရဲ့မိတ်ဆွေဟောင်းလို့သုံးနှုန်းထားပြီးသူမရဲ့အခြေအနေကိုလေးလူရှုမထားဘူးလို့ပြောကြားလိုက်ပါတယ်။လက်ရှိမှာတော့အာဆီယံနဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုအမြင့်ဆုံးလွှတ်ပေးဖို့ဇက်တိုက်တောင်းဆိုနေကြပါတယ်။အခုလိုနေအခြေချုပ်ပြောင်းရွှေ့လိုက်တာဟာနိုင်ငံတကာဖိအားတွေကြောင့်လားဒါမှမဟုတ်နိုင်ငံရေးအပြောင်းအလဲတစ်ခုခုရဲ့အစားပြုမှုလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။